ဒီတော့မှကျွန်တော် mobile shop ပြမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဟိုကချောင်းမဲလာလာချင်းကိုင်းပါတယ်ချောင်းပတ်စချောင်းတီးမှာမလို့ပါဒီမှာပါကျွန်တော်တို့က skin အတူတူပါပဲရကျွန်တော်ခုမှတော့စပါပြီကျွန်တော်တို့ပွဲတော့ဘောလုံးလိုက်ရောခုမှတော့ကျွန်တော်ညီဖော်ကိုပဲရှိပါတယ်ကျွန်တော်ခုမှကိုပဲရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဖုန်းကတော့အဲ့ဖုန်းပါအခုကျွန်တော်စောင့်နေတဲ့ဖုန်းကတော့ဒါကျွန်တော်ညီဟိုနောက်ကကျွန်တော်ညီဖုန်းပါငါဘာရိုက်ပြလိုက်လို့ဟဲ့လားဘာရောကျွန်တော်ညီကတော့ဆော်ပါတယ်5 seconds till the enemy reaches the battlefield smash them ကျွန်တော်ညီကတော့ဆော်လို့ကျွန်တော်လည်းဒီကမှကိုကျိုးနဲ့ချီထားဒီနေ့ကတော့စားကြည့်လို့မလို့ငါကျွန်တော်လုပ်ပေးထားတာ Knowing is not enough. We must apply. ကျွန်တော်တာဝါတဲ့ဒီကန်ပြီးတော့ကျွန်တော်မောင်းတော်တီးပေးထားကြတယ်မှာကအကောင်ရှော်ရောပါတယ် watch out တာဝါရီဒီဖွင့်ဝင်ရပါတယ်ငါလုံးလို့ဟိုးငါရမင်းကြောင့်ငါဖန်နေငါ့ကိုမချင်ရနေလို့ The man who can beat me has nothing. အခုကျွန်တော်မှာဖလီကာနဲ့ကျွန်တော်ကံလို့လောက်ပါကျွန်တော်လည်းအခုခင်လူမဟုတ်ရဘူးရရပါကျွန်တော်ကပြေးရတယ် YouTube ပါပလိုက်တဲ့ဒီကိုပြောဖို့လို့ပြီးတော့အဲ့လိုပြေးရတယ်အကောင်ကအကောင်ခင်ရတာပါကျွန်တော်ကတော့အခုမှတော့ကျွန်တော်စဆော့ပါတယ်ကျွန်တော်ကဖင်တော်ရနေရနော်ပရိသတ်တို့တိကျွန်တော်ကဖင်တော်ရနေနေဖင်တော်ရနေနေဖင်တော်ရတာဒမ်ဘရိုဟာဝါဒမ်ဘရိုဝါဟုတ်လား ဒမ်ဘရိုကျွန်တော်ခဏလေးရှိတယ်အကောင်မသေးရောပါလားဆောက်ချက်ပြီးတာဆောက်ပြေးလာဝါဘယ်မှာ In the world of Kung Fu, speed defines a win. အကောင်ကျွန်တော်ဒါတဲ့တာဝါလေးကန်ထလိုက်ရောအကောင်ဆောင်းအနေမှာကျွန်တော်လည်း share plan နဲ့တီးပေးလိုက်တယ်တာဝါရှိမှရပြီးတော့အကောင်ထိုးပေးလိုက်ရတယ်အကောင်တော့အခုမှပေးသွားခဲ့ပါပြီဘာရှိပါလဲဘာအခုကျမရှိပါရင်ရှိမပါနိုင်လို့လို့ပြီးတော့ဂိမ်းပေါ်နေတာပါအကောင်ဖင်တော်ရနေတယ်အကောင်ဖင်တော်ရပါတယ်ကျွန်တော်ဖင်တော်ရပါတယ်ငါဖင်ရကုန်မှာပေါ့ဟာအာဒီလာမြောင်နဲ့တော့ငါ break တက်တယ်ရှိပါ The man who can beat me သူက break တက်တယ်ရပါလိမ့်ပါဘာလို့မရှိရပါအခုကြည့်နေတဲ့အချိန်မှာငါဒီမှာ break တက်တယ်ကအများကြီးရှိတယ်တောက်ပြောနေပါအကောင်လာဟောကျွန်တော်ကသူများတွေကို live play မှာလေအဲ့ကောင်အခုမှတော့အဲ့ဒီကောင်ကျွန်တော် live ဟိုပါအခုမှတော့ဟိုဘက်ကကောင်ကျွန်တော်အဆုံးပေးသွားပါတယ်ဟုတ်ကဲ့ပါဒီမှာကျွန်တော်နိုင်သွားခဲ့ပါတယ်ဘာမှမနိုင်ပါဘူးသူကလူရုပ်ပေးလိုက်တာပါမဟုတ်ပါဘူးကျွန်တော်နိုင်သွားတာပါသူကလူရုပ်ပေးလိုက်တာပါအဲ့ဒါ glasses ဆော်နေတာပါဟုတ်ပါဘူးကျွန်တော်glasses ဆော်နေတာပါအဲ့ဒါမိဖောင်ရယူသွားတော့ရပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော် channel ကိုကြား